ဦးလေးစိုက်ကအားလား အားတယ်နင်တို့တားမဲ့ပဲသွားမှာ ဘယ်မှာလဲတားမိရအမလေးဒီစနစ်ဒီစင်ကိုတားမိလားဒါကလေကျမလင်းကျမအမျိုးသားကျမယောက်ျားရှင်ဒီမှာအသက်ကတော့ကွာအရွယ်အတူတူပဲမလေးဘလို့စိုက်ကားတော့မှလည်းမသိမစီးတော့တခြားဆောက်ရှင် မရပါဘူးကြောင်းချင်ကနီးနေပြီဦးလေးသွားမယ် ကဲဒါဆိုလည်းမောက်တဘော ရှေ့မှာမထိုင်ရပါဘူးအနောက်မှာသွားထိုင် မလေးငါမောင်ကလည်းနော်ကြည့်လိုက်ရင်မလေးမချစ်တယ်လို့နဲ့စိုက်ကားဓမ္မနဲ့တောင်းငါ့ကိုစိတ်မချဘူးတုံးတူရှာတာ ဘယ်ကဒါငါရှေ့မှာထိုင်ချင်တာအနောက်မှာထိုင်ခေါင်းမူးလို့ဟေးဦးသွားမယ် အဲ့ဒါမျက်နှာဘာဖြစ်လာလဲအပြင်တော့မျက်နှာပြုံးရှင်လို့အိမ်ရောက်လိုက်မျက်နှာတုံမုံနေရပဲ မရဲ့ပြင်မနေပူရကြတဲ့ပေါ့စီမပြောပါနဲ့ကျွန်တော်အိမ်မှာနေချင်စိတ်တောင်ပြောက်တယ်တိလား ခုပါစီပြောနေတယ်လို့လား ပြောတော့မှလေ ဟာကဲအခုဘာဖြစ်လာလဲပြောအောင် ဘောပွဲရှုံးခဲလို့ဟေး မောင်းလေဒါတွေမလုပ်ပါနဲ့လို့ပြောရင်လေနားကိုမဝင်တာတော့တခါမှနိုင်ပွဲလည်းမဟုတ်ပဲနဲ့ စပုံနေရှုံးပြောပါနဲ့ညနေကျအပိုင်ပွဲရှိတယ်မရဲ့ ကဲပြောပြမီဟုတ်တာလည်းမဟုတ်ပဲနဲ့နော်ကဲအခုဘာဖြစ်ချင်တာလဲပြော ညနေအပိုင်ပွဲမှာအပြင်းပြန်လောင်းချင်လို့ ဟဲ့ဟုတ်ပါပြီလောင်းကျင်နေဆိုလဲသွားလောက်မှဒါပေမဲ့မျက်နှာလေးတော့ပြုံးတော်မူထားပါဘူးရှင်ကြီးအဲ့လိုမျက်နှာတုံမုံနေလေကျမကနေရက်ခင်လုံးလို့ပါနေပတ်စံယူပေးလိုက်ဦးမယ်ဗီဒီယိုထဲမှာ သွားယူနေတော့ဘီယူထဲပတ်စံနေမနေ့ကကုန်လောင်းလို့ကုန်ပြီ ဟုတ်လားဗျာဗီဒီယိုရပတ်စံနေအဲ့လေမောင်မရဲ့ဒီကဈေးဘိုးတွေမောင်ရဲ့ဘလို့လဲလုံးရလိုက်တာ မရဲ့အဲ့လိုပြောနေတော့ဘီယူထဲပတ်စံနေပြန်ရှိလာမှာမလို့လားတွက်လောက်မယ်ဆိုရင်တော့အမကိုပတ်စံပေးလိုက်မှာမလို့လား ပေးပါဘူးဘာလို့ပေးရမလဲပေးဘူးကိုပြက်ကိုခံမယ်သုံးစရာမရှိဒီတိုင်းနေအဲ့လိုလုံးမနေနဲ့မော်လေးကလေးလေးတိုင်းမသိလားပြုံအောင်မျက်နှာကိုပြုံအောင်ကဲပြုံအောင်လို့ဒီမှာညနေလောက်ရရင်ဂျင်းနှပ်ပြီမလားဂျင်းနှပ်ပြီလားလို့ ဟေး ကြည့်အဲ့တော့ဒီမှာဒီလက်ကောက်ကလေးကိုလေဘိုင်းစိန်လို့စီမှာတွတ်ထားလောက်ကုန်တဲ့ခါကျမှမကောက်ကိုရွေးလိုက်မယ်အများကြီးနဲ့တော့မထားခင်နဲ့နော်မကဲရမောင်စိတ်ကြိုက်မောင်တဘောပါရှင့်မဟာလေအခုမလေမောင်စိတ်ကြိုက်မောင်တဘောလေးလိုက်ရောတယ်ဆိုတဲ့ခါကျတော့မောင်ကလည်းလေမောင်ကိုလေဟုတ်တော့ဟုတ်တော့လူကျင်နာလေးများရှိလို့ရှင်ကြည်အောင်ကလေးလေးလိုပဲခုံပေါက်ပြီးတော့ကိုအမြန်ကိုတွားတော့อ่ะနော်အဲ့လိုလေးကြောက်လဲချစ်ဖို့ကကောင်းတာမောင်သူကဘာတူလဲ အော်မိန်းမလေ ဘယ်မိမလဲရှင်မိမဒီမှာလေ မဟုတ်ဘူးသူငယ်ချင်းမိန်းမလို့ဟောအထက်မဝင်ရတော့လားအဲ့သူငယ်ချင်းလား မောင်တငယ်ချင်းမိမဒီဘာလို့ပါလာလဲ ထဲအောင်မပြောပါရစေဩလာသူငယ်ချင်းလား မောင်တော့ဒီကိုဘယ်လိုကနေဘယ်လိုရောက်လာလဲမောင် तू ကဒီကိုဘယ်လိုကနေဘယ်လိုပါလာတာလဲလို့ မိန်းမရဲ့ဒီမှာရန်ကုန်မှာကိုဝင်လာအပ်တာမွေးခံနေရင်သူ့ယောက်ျားလိုက်လာမယ်တဲ့ ဒါဆို तू ဟာကြောင်းမှာပေါ့ ကြားမှာဗောဒီမှာကလေးမွေးပါမယ်ဆိုနေ ကြည့်ချက်လဲလုံးတော့ရန်ကုန်မြို့ကြီးမှာဆိုတာလူနေမှုတယောက်ရဲ့ဈေးကနဲတာမဟုတ်ဘူး မိန်းမဒါမောက်တငယ်ချင်းရင်ခောက်ခောက်ရဲ့မိန်းမနော်ဒီလိုပြောရမယ့်လူတွေမဟုတ်ဘူးစကားကိုကြည့်ပြော မိမပြောတာအဲ့လိုတဘောမဟုတ်ပါဘူး तू ဒီမှာလေဟိုအာနာနေမှာဆိုလို့ပြောတာပါဟိုအမခွန်းလို့နော်ကဲတကယ်ချင်းနေဆိုလဲတကယ်ချင်းနေပေါ့စကားပြောကြအောင်ဟိုနေရာလေးချပေးထားအောင်မယ်ဒါနဲ့ပတ်စင်ထားအောင်မယ်ဟုတ်တယ်တော့နော် အဲ့လိုပဲအမြဲတမ်း ရပါတယ်နေရာလေး Few minutes later. ကဲအမနေရာလေးတော့အစင်းနေဖြစ်ပြီးအနားချင်းယူလို့ရပြီနော် တကယ်ချင်းငါရေစာလို့ပါ ဩနင်းငါယူပြီးမှာဗော ယောက်ျားရေမိမဒီမှာအပြင်ကိုသွားမလို့ကွယ်နောက်ကျောစက်ကလေးလာတက်ပြီးစမ်းပါဦးစက်ကလည်းဆွဲရတဲ့ကြက်နေတာ ဝယ်ထားအောင်ကြာသေးဘူးဟေးအင်းကြီးကကြက်နေပြီနင်ဝတ်ပေးမှာပဲအဆင်ပြေတော့တယ် လေနင်ကလေကလေးအဖြစ်မွေးတော့မယ်ကလေးကလှုပ်ချင်တော့ နောက်ကကြာရင်နင်ပဲဝတ်ပေးနော် ဟဲ့မညာညာပဲဘာလဲမတက်လား မဟုတ်ပါဘူးဝင်းကြီးအတွက် ဝင်းချစ်တွေဝင်းချစ်တွေပြောအများကြီးပဲလေဟာပါလဲ ဒါဖလော့စမောဘေဘီကနေထုတ်ထားတဲ့ဒိုင်ဘာလေးတွေလေအမကလေးမွေးပြရတယ်တုံးလို့ရအောင်စိုက်စုံဝဲလာတာ မလဲကလေးအဖြစ်ဘယ်တော့မွေးမှမသိသေးဘူးကလေးတက်ပါဒိုင်ဘာတွေကိုဝယ်ယူစုဆောင်းနေတယ်ဆိုတော့ရှင်ကတော့မဟုတ်တော့ဘူးနော် ဩမိန်းမရဲ့မသိပဲနဲ့နေစမ်းပါဩမဝင်းကြီးဒီရောက်နေဟိုဒီမှာဖလော့စမောဘေဘီဒိုင်ဘာလေးယူလာတယ် ဟဲအများကြီးပဲတော့ဒါနဲ့ငါ့ယောက်ျားလွှဲပေးလိုက်တဲ့ပတ်စံရောလောက်ရလား
လောက်ပါတယ်ဗျာပူတော့ပို့သေးတယ် ငါတိုင်ပါတာမလိုက်ရတာလူရတီမှာကလေးမွေးမှာဆိုတော့အစင်ကိုပြပါမလားမသိဘူးနော် အော်ဝင်းကြည့်ရဲ့ဒီ plop small baby တိုင်ပါလေပါလေးနဲ့ quality ရန်ကောင်းတာနော်သူကကျေတိုက်လေးနဲ့မလို့လေစုပ်ယူမှုအားကောင်းတယ်ပြီးတော့ကလေးရှူရှူနဲ့ချွေးတွေကြောင်မလို့ပေါင်ပိုးမှလည်းစိတ်ပူစရာမလိုဘူးညီညာအိတ်တဲ့ခါကျရင်လေကလေးကိုပေးဝတ်ထားလိုက်တညလုံးခံတာမလို့ကလေးကလည်းတညလုံးတက်တာရှိမယ်နင်းလည်းအေးရေးဝတာဗောဒီ plus small baby တိုင်ပါလေ indicator ပါမလို့ဒိုင်ပါကိုပဲချိန်လဲရမယ်ဆိုတာလွယ်တကူသိနိုင်တယ်တငယ်ချင်းရဲ့ညင်သာရွေးချယ်တိတ်မှန်တယ်နော်တငယ်ချင်း ဟဲ့ဒါဆိုငါပေးရတဲ့ဈေးနဲ့တန်တော့ရပေါ့နော် ဟာဗော ဟဲ့ကလေးကနေတော့ ဟုတ်လားဟဲ့ငါနားတော့ကြည့်လို့ရလားတငယ်ချင်း ဒီကတော့ကြည့် မောင်ဒါဘာဖြစ်နေကြလဲ ဘာဖြစ်နေလို့လဲ ဟဲ့ဘာဖြစ်နေလို့လဲတဲ့ဟင်ကျမရဲ့ဟော်ဒီဘိုက်ကိုတောင်ရှင်ကတရမနန်းခဲ့တဲ့ဟာကိုဒီကောင်မရဲ့ဘိုက်ကြတာဘာလို့တွန်းနေနေရလဲ မိမငါနန်းလားဆိုတာဝင်းကျုံမေးကြည့်လိုက်အောင် မမေးကြည့်ပါဘူးဒီမှာကျမမျက်စိနဲ့တက်နေတဲ့ကိစ္စကျမဘာလို့ထပ်ပြီးတော့မေးနေအောင်မလဲ မိမနင်းရလေနင်းရက်ကဒီလောက်နင်းတန်တရားဒီလောက်ဖြစ်နေပြီအရက်တော့ပူတာတန်တရားဖြစ်အရက်ထက်တော့ရှင်းနေပြီဟဲ့ ခုတော့ပြောရလိုက်တာအရှင်တော့ကတော့ကျမတို့ဒီလိုပူပူတေးသေးလေးကိုချစ်ပါတယ်ဆိုပြီးတော့မမနဲ့ပါစားဖျက်တော့မကြောက်ဘဲနဲ့ရှစ်ချစ်ခရလေ Mamma ne pozabijano mojave ne shikali. မိမငါနင်းစိတ်ပြက်လာ အမလေးပြက်ပေါ့အခုတော့လေကျမကိုစိတ်ပြစ်တော့မှာပေါ့ရှင်ကအမလေး မိမ မပြောနဲ့ဘာမှကိုမပြောတော့ နေလာတယ် ဘာဖြစ်လဲ ကလေးမွေးရှင်းလို့နေမှာမဟုတ် ဟုတ်လားအဲ့ဆိုစိတ်ငါခေါ်လေစိတ်ငါခေါ်လေ မရတော့ဘူးဒီ လာခဏလာ ဘာလိုက်တော့ဘူး လာရှင်ကနေကမိမနဲ့မိဖွားတော့ရှင်လာလို့မရဘူးနေကအာထားလိုက်တာ မင်းကြီးမရဲ့နေစားလေအဲ့လိုကြီးမအော်ပါနဲ့ငါဘာလို့စိတ်နေရလဲ နာလို့ပါအေး နေနာနဲ့ငါဆက်အဲ့ကြီးမအော်ပါနဲ့ ဘာပဲသူရဲ တော်တော်ငါဘာလို့ပြရမှာတော့ဝင်းကြီးမယောက်ျားလာအောင်ဝင်းကြီးမပဲဖြစ်သွားတယ်မသိဘူးလာအောင်လေဒီနေရာမှာရှင်တထားတဲ့ဆရာဝန်ပညာအသုံးချတယ်မှာထွက်တော့မှဆိုပြီးအဲ့လိုဖြစ်သွားတာကြည်အောင်အော်ဘယ်ဒီကြည့်နေရလဲမျက်နှာကိုကြည့်ခိုင်းတာအဲ့ဒါကြောက်ကြည့်မယ်လာ ဝင်းကြီးမတတိလေးပါလေးထားပါဦး အခုမှပဲနေလို့ထိုင်လို့ကောင်းသွားတော့ ဟဲ့ဝင်းကြီးမညကိုဝင်ဘယ်နှလားတော့ ခုနလလေ ခုနလားနဲ့မွေးစရာလားနင်းရလဲ ဟဲ့ငါမွေးတော့မယ်လို့မပြောမိပါဘူးထွက်တော့မယ်လို့ပြောတာပါ ဒီနော်နင်ထွက်တော့မယ်လို့ပြောရနော် ဟဲ့တနေ့မိမအတန်တိတ်သွားပြီ အမလေးမိမမလေးတတိလေးပါလေးကပ်ပါအောင်ဘာဖြစ်တာတော့ ဘာမှမဖြစ်ဘူးအီမွန်သွားတာနာချက်ကတော့နိုင်ပလက်ပဲစူပုံနံကိုထောက်နေရပဲဘာပါရှင်လဲခုမှအီမွန်မလာဘူးဆိုင်မနေနဲ့တကယ်လည်းချစ်တာလည်းမဟုတ်ပဲ ။အော်မိမရဲ့ချစ်ပါတယ်ကဘာမှအချစ်ဆုံးပါပဲ ကြားလိုက်လားဝင်းကျင်မနောက်တစ်လုံးထပ်ထုတ်လိုက်ပြန်ပြီ ။မဟုတ်ဘူးဒီတစ်ခါမောင်ပေါက်လိုက်တာ ဟုတ်လားဟုတ်တော့မွေး